မိုးတိထပ်စွာရွာသွန်းတဲ့ညတညမှာထူးဆန်းပြီးတော့ကြောက်စရာကောင်းတဲ့ခြေတံတစ်ခုကိုကြားရမယ်ဆိုရင်ဘယ်လိုခံစားရမလဲဒီနေ့မှာတော့ဖီတာလို့ခေါ်တဲ့ဂျပန်နိုင်ငံကခြေတံပေးပြီး6လက်တက်တဲ့တရားမတစ်ကောင်အကြောင်းကိုပြောပြသွားမယ်အားလုံးပဲမင်္ဂလာပါကေဝတာတိမကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကဇာမကီပါကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော် YouTube comment တစ်ခုကဖီတာတရားမအကြောင်းပြောပြပါဆိုပြီးတော့လာမှတ်ထားတွေ့လို့ကျွန်တော်ဒီဗီဒီယိုကိုလုပ်လိုက်ခြင်းဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတော့ဒီဖီတာလို့ခေါ်တဲ့ဂျပန်နိုင်ငံကခြေတံပေးပြီး6လက်တက်တဲ့တရားမနဲ့ပတ်သက်ပြီးကျွန်တော်သိတဲ့တော့ကိုပြောပြသွားမယ်ဗီဒီယိုလေးမစခင်မှာတော့ထိုးစက်တိုင်းပဲကျွန်တော် Keyword Entertainment YouTube channel လေးကို subscribe လုပ်သေးဆိုရင် subscribe လုပ်ပေးပါဒီနောက် notification ခေါင်းလုံးတွေကိုလည်းနှိပ်ပေးခဲ့ပါပြီးတော့ထိုးစက်တိုင်းပဲတက်နေတဲ့ဒီဗီဒီယိုလေးကို YouTube အကြည့်နေဆိုရှင်တော့ VPN လေးခံပြီးတော့ကြည့်ပေးခြင်းဖြင့်ကူညီပေးကြဖို့လည်းတောင်းဆိုချင်ပါတယ်စလိုက်အောင်ပါထိုးစက်တိုင်းပဲတခုကြိုပြောထားချင်တာကဒီဖီတာလို့ခေါ်တဲ့တရားမကအပြင်လောကမှာတကယ်မရှိပါဘူးနောက်ပြီးသူကဒီဂျပန်နိုင်ငံမှာရှိတဲ့မကောင်းဆိုးဝါးယူကိုင်းနေလည်းပတ်သက်ဆက်နွယ်မှုမရှိပါဘူးပြောရမလို့ဆိုရင်တော့သူကဒီဂျပန်နိုင်ငံရဲ့ယူကိုင်းတစ်မျိုးမဟုတ်ပါဘူးအခုနောက်ပိုင်းမှာဒီဂျပန်နိုင်ငံရဲ့creepypasta ဇာတ်လမ်းတွေ internet horror story တွေမှာနာမည်ကြီးလာခဲ့တဲ့ဒီ internet horror character တစ်ကောင်ဖြစ်ပါတယ်သူ့ရဲ့ပုံစံကဘယ်လိုရှိလဲဆိုတာကိုပြောရမယ်ဆိုရင်ကျွန်တော်ရှေ့ကပြောခဲ့သလိုပဲဒီဖီတာဆိုတဲ့တရားမက creepypasta ဇာတ်လမ်းတွေကနာမည်ကြီးလာတဲ့ character တစ်ကောင်ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ပုံစံကိုတိကျကျပြောဖို့ကတော့တော်တော်လေးခက်ပါတယ် internet horror story အများစုမှာဖော်ပြထားတဲ့ပုံစံကတော့အနက်ရောင်သပင်ရှည်နဲ့မျက်နှာလုံးဝမရှိပါဘူးမျက်နှာမရှိဘူးဆိုတာကဘယ်လိုမျိုးလဲဆိုရင်ဒီနှာခေါင်းတို့ပါးစပ်တို့မျက်လုံးတို့ဒီလိုအရာတွေလုံးဝမရှိတာဖြစ်ပါတယ်ဒါကြောင့်မလို့ပဲသူကဒီမျက်နှာကိုကာတဲ့အနေနဲ့တစ်သားမျက်နှာဖုံးကိုတက်ထားလေးရှိပါတယ်အဲ့ဒီမျက်နှာဖုံးကလည်းကွဲနေတာမျိုးတွေညစ်ပတ်နေတာမျိုးတွေနောက်ပြီးတော့ဒီသွေးစွန်းနေတာမျိုးတွေဖြစ်တတ်ပါတယ်သူ့ရဲ့နာမည်ဖီတာဆိုတာကလည်းဒီဂျပန်လို့ဆိုလို့ရှိရင်ဒီခြေထောက်ကိုလှမ်းတဲ့အခါခြေတံပေါ့နော်ဒီလိုမျိုးခြေလမ်းလှမ်းတဲ့အခါမှာထွက်ပေါ်လာတဲ့ခြေတံကိုပြောတာဖြစ်ပါတယ်ဖီတာဆိုတာကပြောမှဆို sound symbol တစ်ခုပေါ့နော်ဒါကဘာနဲ့သွားတူလဲဆိုလို့ရှိရင်ကျွန်တော်ရင်တုန်းကတင်ငယ်ပေးဘူးတဲ့ဒီခါရပိုက်ပြတ်တဲ့မှာတက်ကဲနဲ့သွားတူတယ်ပေါ့ဒါကကျွန်တော်ကတက်ကဲလို့ကြားလို့တက်ကဲလို့ပြောပါဘောနော်ဒီအဲ့အကြောင်းလည်းကျွန်တော်ဒီဒီတက်ကဲဗီဒီယိုမှာကျွန်တော်ပြထားပါတယ်ဒီဟာကကိုကြားတဲ့ကိုနားထဲမှာကြားတဲ့အတန်ပေါ်မူတည်ပြီးတော့မျိုးစုံထွက်လို့ရတယ်ပေါ့နော်ဒါကတကယ်ဝေါ်ဟာတာမဟုတ်ဘူးဒီနာမည်က sound symbol တစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့အခုဒီတဲမာကိုလည်းဂျပန်နိုင်ငံမှာဖီတာဆိုပြီးတော့အတန်ထွက်ခေါ်တဲ့သူတွေရှိသလိုမျိုးဖီတာဆိုပြီးတော့ခေါ်တဲ့လူတွေရှိတယ်ပေါ့နော်ဒါကကိုကြားတဲ့ပုံမူတည်ပြီးတော့ဒီအတန်ကိုခေါ်တာဖြစ်ပါတယ်ခါတစ်ပိုင်းပြတ်တဲ့မှာတက်ကဲရဲ့အကြောင်းကိုလည်းကျွန်တော်ရဲ့ Keyword Entertainment YouTube Channel မှာပြပေးထားပါတယ်မကြည့်ရသေးဘူးဆိုရင်တွက်ကြည့်လို့ရပါတယ်ကျွန်တော်ဒီဗီဒီယိုလေးရဲ့အဆုံးမှာလည်းဖော်ပြပေးသွားအောင်မယ်သူ့ရဲ့အဓိက6လက်တဲ့ပုံစံကတော့ကျွန်တော်ရှေ့ကပြောခဲ့သလိုပဲဖီတာလို့ခေါ်တဲ့ဒီအခြေတံကိုပေးပြီးတော့6လက်နာမျိုးဖြစ်ပါတယ်ဘယ်လိုမျိုးနေရာတွေမှာ6လက်တက်လဲဆိုလို့ရှိရင် highway လမ်းတွေရထားလမ်းတွေနောက်ပြီးတော့ကျောင်းအိမ်သားနောက်ပြီးတော့ဒီလူသွားလူလာနေတဲ့ဒီလမ်းမကြီးတွေပြီးတော့ဒီအိမ်ထဲမှာကိုတယောက်တည်းရှိနေတဲ့အချိန်မျိုးတွေအခန်းတစ်ခုထဲမှာကိုတယောက်တည်းရှိနေတဲ့အချိန်မျိုးတွေဒီမျိုးအချိန်တွေမှာပဲဒီဖီတာဆိုတဲ့ခြေတံကိုပေးပြီးတော့6လက်နာမျိုးဖြစ်ပါတယ်သူ6လက်တော့မယ်ဆိုရင်ပထမဆုံးဖြစ်တဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့မီးပြတ်တာပါဘယ်လိုမျိုးလဲဆိုလို့ရှိရင်မီးပြတ်တာကဒီလျှက်စစ်မီးတင်မကပဲနဲ့ဖျောင်းနိုင်မီးထုံးလိုက်လို့ရှိရင်ဖျောင်းနိုင်မီးတောင်မှအော်တိုငြိမ်းသွားမှာဖြစ်ပါတယ်ဒီမျိုးလုံးဝမှောက်သွားပြီဆိုတော့မှသူ့ရဲ့ကြောက်စရာကောင်းတဲ့ဖီတာလို့ခေါ်တဲ့ဒီခြေတံကြီးကထွက်ပေါ်လာမှာဖြစ်ပါတယ်လုံးဝမမှောက်သေးပဲနဲ့တော့ဗာမီးမှမပြတ်သေးပဲနဲ့တော့ဘာခြေတံမှကြားမှာမဟုတ်ပါဘူးအခုသင်နေနဲ့ဒီဗီဒီယိုကိုကြည့်နေရင်လည်းအခန်းတစ်ခုထဲမှာတင်တယောက်တည်းရှိနေဆိုလို့ရှိရင်ရုပ်ပြက်မီးပြတ်သွားတယ်ဆိုလို့ရှိရင်တော့နားဆွနေလိုက်ပါကြောက်စရာကောင်းတဲ့ခြေတံကြီးကိုကြားနိုင်ပါတယ်ဒီဖီတာတရားမနဲ့ပတ်သက်ပြီး internet horror story တွေ creepypasta ဇာတ်လမ်းတွေကတော့အများကြီးရှိပါတယ်အများစုကတော့ကျောင်းတွင်းနိုင်ကျင့်ခံမှုကြောင့်တိတ်ဆုံးသွားတဲ့ဝိညာဉ်နောက်ပြီးတော့ဒီလှုပ်ကြံခံမှုကြောင့်တိတ်ဆုံးသွားတဲ့ဝိညာဉ်တွေနဲ့ဖော်ပြကြတာများပါတယ်ဒီလိုမျိုးဇာတ်လမ်းတွေအများကြီးတွေကမှာ creepypasta ဇာတ်လမ်းတစ်ပုဒ်ကိုပြောပေးချင်ပါတယ်တခါတော့ကဂျပန်နိုင်ငံရဲ့မိုးကစီကီလို့ခေါ်တဲ့တန်ငါရွာလေးတစ်ရွာမှာအိုဟာနာလို့ခေါ်တဲ့ဂျပန်မိန်းကလေးတစ်ယောက်ရှိပါတယ်တနေ့မှာတော့သူမရဲ့ချစ်သူကပင်လယ်ပြင်ကိုငါးဖမ်းထွက်သွားရင်းနဲ့မိုးတဲတစ်ခုရဲ့တန်ကြောင်တိတ်ဆုံးခဲ့ရပါတယ်အဲ့ဒီနေ့ကစလို့အိုဟာနာဆိုတဲ့ကောင်မလေးကသူ့ချစ်သူကိုအရန်တတိရတဲ့စိတ်ကြောင့်ပဲအရန်ကိုမြင်တဲ့ဂျောက်ကဘာတစ်ခုပေါ်ကိုတက်ပြီးတော့ဒီပင်လယ်ပြင်ဘက်ကိုအမြဲလိုငေးကြည့်နေတတ်ပါတယ်ဒီလိုနဲ့မိုးသေးထန်စွာရွာသွန်းတဲ့ညတညမှာတော့အိုဟာနာကအဲ့ဒီဂျောက်ကဘာပေါ်ကနေမိုးရေကြောင့်ပဲချော်ပြီးတော့အောက်ကိုပြုတ်ကျသွားခဲ့ပါတယ်ဒီပြုတ်ကျတဲ့အချိန်ကြောင့်ပဲမျက်နှာတစ်ခုလုံးစုပ်ပြတ်တက်သွားပြီးတော့အသက်သေဆုံးခဲ့ရပါတယ်အဲ့နောက်ပိုင်းမှာတော့ဒီလိုမျိုးမိုးသေးထန်စွာရွာသွန်းတဲ့ညတွေမှာဒီဂျောက်ကဘာရဲ့ပတ်ဝန်းကျင်မှာဒီဖီတာဆိုတဲ့ခြေတံတွေကိုစတင်ကြရပါတော့တယ်ဒါကတော့ဖီတာတရားမနဲ့ပတ်သက်တဲ့ creepypasta ဇာတ်လမ်းတစ်ပုဒ်ပါတကယ်ဖြစ်ရမှန်တော့လုံးဝမဟုတ်ပါဘူး
ဒီ game ကိုပို့ပြီးတော့နာမည်ကြီးလာတဲ့ချက်ကတော့ Roblox ရဲ့ Peter ဆိုတဲ့ game ကြောင့်ပါဒီ game ကကမ္ဘာပေါ်က streamer တွေကြားမှာအရန်ကိုအောင်မြင်ခဲ့ပြီးတော့အရန်ကိုနာမည်ကြီးတဲ့ game တစ်ခုဖြစ်ပါတယ်ဒါကြောင့်မို့လို့ပဲဒီ Peter ဆိုတဲ့ game ကိုလူသိများလာတာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ခုပြောပြခဲ့တာကတော့ခြေတံပေးပြီး6လတဲ့ Peter ဆိုတဲ့game အကြောင်းပဲဖြစ်ပါတယ်ဒီကြောင့်လည်းပတ်သက်ပြီးပြည်သူတို့ထင်မြင်ချက်ကိုလည်းအောက်က comment မှာဝင်ရောက်ရေးသားတော်လို့ရပါတယ်နောက်ထပ်ဗီဒီယိုလို့စီတဲ့အကြောင်းအရာတော့သိကျင်ကြအောင်ရှိလို့ရှိရင်လည်းအောက်က comment မှာဝင်ရောက်ရေးသားတော်လို့ရပါတယ်ကျွန်တော်တက်နိုင်သော research လုပ်ပြီးတော့ဗီဒီယိုတစ်ပုဒ်ပြောင်းဖန်တီးပေးသွားအောင်ဗီဒီယိုလေးကိုဆုံးကြည့်မလို့ကျေးဇူးတင်ပါတယ်subscribe လေးလည်းပြီးတော့မိပါနဲ့နောက်ဆက်တော့ကောင်းကြောင်းလေးကြောက်ဆက်ကောင်းကြောင်းနဲ့တူပြန်လာခဲ့ပါဦးမယ် bye bye